မင်္ဂလာပါခင်ဗျာကျွန်တော်ဒီနေ့တင်ပြဆွေးနွေးခြင်းတဲ့အကြောင်းအရာကတော့ foie gras ဆိုတဲ့နောက်တိုင်းဟင်းရတစ်မျိုးအကြောင်းဖြစ်ပါတယ်ဥရောပစားတောက်ရတဲ့ဆိုင်များထူးထူးပြင်သစ်စတိုင်ဆိုင်များမှာပေါ့နော်အဲ့ဒီ foie gras ဆိုတဲ့ဟင်းရကိုအဓိကတွေ့ရှိနိုင်ပါတယ် foie gras ရဲ့စကားလုံးအဓိပ္ပာယ်ကတော့ fatty liver ကိုပြောတာဖြစ်ပါတယ် foie ဆိုတာကတော့အသေးပါ gras ဆိုတာကတော့ကြီးထွားစေတာ gras fatan ပေါ့နော်အဲ့ဖြစ်ပါတယ်ပြင်သစ်ရဲ့ဥပဒေကတော့ foie gras ဒီဘဲသုံးပုံငန်းရဲ့ငန်းကိုအတင်းအစာသွတ်သွင်းကျွေးပြီးတော့ဒီအသေးကိုကြီးထွားစေတယ်အသေးကိုပွားစေတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်အောင်လုပ်တဲ့ဒီအသေးကို foie gras လို့ခေါ်ပါတယ် BC 2500လောက်ထဲကရှီအောင်အီဂျစ်လူမျိုးတွေကဒီငှက်တွေကိုအစာအတင်းသွတ်သွင်းကျွေးပြီးတော့ဝါအောင်ကြီးထွားအောင်လုပ်ခဲ့တယ်ဆိုတဲ့မှတ်တမ်းတွေရှိပါတယ်ဒါပေမဲ့အသေးကိုအဓိကထားပြီးလုပ်သလားဆိုတာတော့မသိဘူးပေါ့နော်ဖူမာဂရာကပြင်သစ်အစားတောက်တွေထဲမှာနာမည်ရဆုံးစားတောက်တစ်ခုဖြစ်ပြီးတော့ဒီသူ့အရာသာလည်း စိတ်နေတယ် smooth ဖြစ်တယ်တက်ချာလည်း smooth ဖြစ်တယ်နော်သူကိုbattery လို့ခေါ်တာနော်အရာသာ စိတ်တခြားအသေးတွေနဲ့အရာသာမတူပါဘူးဖူမာဂရာကိုချက်ပုံချင်းကြီးချက်စားနည်းများကတော့ဒီ boost အတီးပြီးတော့ perfect ပြီးတော့ဒီအမဲဟင်းရ steak တွေရဲ့အပေါ်မှာလည်းတင်ပြီးတော့သူတို့ပြင်ဆင်ချက်လို့စားတော့ကြတာနော်ဒီဘဲတွေငန်းနေရဲ့အသေးကြီးထွားလောက်အောင်ဘလို့အတင်းအစာသွတ်သွင်းကျွေးလဲဆိုတဲ့ဗီဒီယိုဖိုင်လေးနဲ့ဓာတ်ပုံလေးတွေကိုကြည့်နိုင်ပါတယ်ညာစားတဲ့တော့ကျွန်တော် campaign မလုပ်ချင်ပါဘူးကိုယ့်ဘာသာကိုဆုံးဖြတ်ပါလို့ပြောလိုပါတယ်ကျွန်တော်စတူတင်ပါ